နဲ့အိမ်ကလူတွေနဲ့မတွေ့ချင်ဟုတ်တော့အမြဲတွေ့နေရတော့လေပြင်းလာတော်တော်မွေးရကြုံတတ်တဲ့သမီးနော်အိမ်မနဲ့အိမ်ရလူတွေနဲ့မတွေ့ကြဘူးလေဟယ်လိုအော်မြန်မာလားမြန်မာလေးမသိဘူးကျွန်တော်မြန်မာ flag ကိုမမြင်လိုက်မိအော်ဘယ်ရလဲဆက်ရန်ကုန်ကရန်ကုန်မှာနေရတာပြောလားမပြောဘာလို့လဲကိုအိမ်မှာပဲနေရမပြောဟုတ်လေကိုအိမ်မှာပဲလူတိုင်းကနေကြရတာပဲလေဘယ်နဲ့ကိုအိမ်မှာနေရမှာမပြောတာလေပြောင်းပြန်ကြီးသူ့ကြမှာကိုအိမ်မှာမနေချင်မနေချင်ဘူးအပြင်လည်းမသွားချင်အဲ့တော့ဘယ်မှာနေမစိတ်ဘူးလဲတကယ်ချင်းအိမ်ဟုတ်သေးဘူးလေအဲ့ဒါကွာဒီအိမ်ပဲမို့လို့အိမ်မှာမနေချင်တဲ့ feeling ဖြစ်လာတယ်မှာတကယ်လို့ဟုတ်ညီမ home party ဒါပေမဲ့ကိုအိမ်ကို home party ရမဟုတ်သူများအိမ်ကို home party ရအဲ့ပေါ့လူမျိုးဆိုတော့လေသူကြမှာတော့တမျိုးကြီးသူကြမှာတမျိုးကြီးလို့ဘာရလဲကိုရီကြတော့အဲ့လိုမဟုတ်ပါကိုရီကြသည်အိမ်မနဲ့အိမ်ကလူတွေနဲ့မတွေ့ချင်ဟုတ်တော့အမြဲတွေ့နေရတော့လေပြင်းလာတော်တော်မွေးရကြုံတတ်တဲ့သမီးနော်အိမ်မနဲ့အိမ်ရလူတွေနဲ့မတွေ့ကြဘူးလေအမေနဲ့ဖေရရောရှိရလေအခုအမန္တလေးရောက်နေအဲ့တော့ရန်ကုန်မှာတယောက်ထဲပေါ့ညီမအကိုရှိဝမ်းကွယ်အဲ့တော့ကောင်းပါလေရပါတယ်ဒီလိုပြောရတယ်အမေနဲ့ဖေနဲ့ပြန်ပြမယ်အိမ်ရလူတွေမတွေ့ကြဘူးဒီ record ကိုမင်းမေကိုလည်းတိုင်မရှိဘူးလေဒါပဲလေမင်းမေနဲ့ဖေကိုလည်းအရင်ဆုံးပြမယ်ဟုတ်ကဲ့အခန်းရောင်လေးကတော့မိုက်ပါတယ်နော်အခန်းရောင်လေးရမိုက်ပါဘူးမိုက်ပါတယ်ညီမအဖြူဆိုးခိုင်းတာဘဘနင်းနဲ့ဟို modern နဲ့မဖြစ်ဘူးလို့ပြောအခန်းရောင်ဆိုးပေးတယ်အမဟုတ်ဘူးဒီအောင်ဆိုတာလုံးဝဘယ်လိုပြောမလဲမိုက်ပါတယ်မဆိုးပါဘူးမကြိုက်အဖြူအောင်ကြတော့ကွာအပေဒီမခံဘူးလေသိရမလားဖြူအောင်ကြတော့ညီမဖြူတန်နေကြပြန်ဆိုးကွာရှုံလို့ကိုယ့်ဘာကိုဆိုးလိုက်ဆိုးတော့ဘူးမင်းလွယ်ပါတယ်စေးပုံးလေးဝယ်ပြီးစုပ်တန်လေးနဲ့အကုန်လိုက်တော့ရတာဟုတ်ဒါနဲ့အိုမီမှာဘယ်သူတွေနဲ့တွေ့ဘူးလဲလူတွေအဲ့လိုမျိုးအမောင်လေးဥမာဘယ်လိုပြောမလဲTikTok ကဆယ်လီတွေတို့သိမလားဟိုတယောက်နဲ့တွေ့ဘူးရဲ့၃ခေါက်လောက်တွေ့ဘူးရဲ့ဟို Risla တယောက်နဲ့လေဥဒုဆောင်းတာဥဒုဆောင်းတာမျက်နှာရှိနဲ့ဖိလစ်ပန်ကိုပြောရတာညီမနဲ့မသိညမှဝိုင်းလေးနဲ့ကိုကြီးလေးတောင်လေးအကိုကြီးမလားအကိုကြီးဥဒုဆောင်းထားအမဲလေးလေအောက်တော့ကဒီလိုသုံးဝဲအုပ်ထုတ်လို့အကက်ကွာဟုတ်တယ်အကိုနဲ့က၄ခေါက်လောက်၃ခေါက်လောက်တွေ့ဘာပြောသွားလဲအဲ့ပဲတော်ကြီးထည့်တယ်ပဲရလားညီမအကံပြန်ပြောလို့လားမသိအကံမပြောဘူးညီမကကြရင်အုံနောက်ကမပါတယ်လို့ပဲနားမလဲအဲ့ဒါနဲ့ဟိုကကြော်ဝါလားမကြော်ဘူးသူရအောင်ပြောသေးတယ်သူစူးစမ်းကြည့်သေးတယ်ဒါပေမဲ့သူ့ရဲ့အဲ့လိုသူ့ရဲ့ content view ထဲမှာတော့ညီမပါမလာဘူးเนาะဟုတ်တယ်သူထဲမှာမပါဘူးမပါဘူးအဲ့လိုမလုပ်ပါနဲ့ကောင်းဖို့ပြန်ပြောလိုက်ပါဟုတ်ညီမဘယ်လိုညီမကြက်မပြီဟုတ်
ကိုလည်းဖဲ့တာပဲနော်မရဘူး ဘယ်လိုပြောချင်တယ်လဲညီမဟိုလိုလေဟိုလိုဟိုလိုအဲ့လိုမဟုတ်ဘယ်လိုပြောညီမဝေးတယ်ပဲပြောရမှာ အဲ့မှာ အဲ့လိုကိုလိုရင်ကွာအဲ့လိုဘာပြောလိုက်မှညီမနားမလဲဟိုနားမလဲဆိုတာဟိုလိုသူပြောလိုက်တဲ့အတိတ်ပဲညီမနားမလဲဟိုတစ်ခေါက်ကလည်းအဲ့ညီမနဲ့ talking stage လာညီမကြိုက်တဲ့အောက်ပဲထောင်းလို့ချစ်တယ်ကညီမသူကပြောနေတာကတရိษံအဲ့ထောင်းသူရှင်းပြတာပေါ့နော်တရိษံထောင်းနေရတဲ့သူကြည်ရဘက်ကိုပေါ့နော်အဲ့လိုဟောဖြစ်တဲ့ဒီလိုက်ရှာတယ်ညီမတွေးတယ်စကားလေးရောက်သွားထောင်းပါ ဟေးပေါ့ဟိုကောင်းလေးတနာပါတယ် အဲ့လိုဟိုစာလုံးမှာပြောင်းပြန်အောင်ပြန်ကြည့်လိုက်တယ်အဓိပ္ပာယ်ကြီးလွယ်တော့မဟုတ်သေးပါဘူးဆို အော်ဖြစ်မှာဖြစ်ရလေဘာလင်းလင်းမမနေအိမ်ရလူတွေလည်းတွေ့ပါဘာဖြစ်လို့လဲဘာလို့မတွေ့ကျင်တာလဲအဲ့ဒီစကားကြီးရစားတယ်အိမ်ရလူတွေလည်းမတွေ့ကျင်ဘူးအိမ်မှာလည်းမနေကျင်ဘူးလေပြီးရောနော်နားရီရော ဟုတ်အဲ့လိုလည်းမတွေ့ရင်နေတိုင်းတွေ့နေအောင်ဟိုမျက်နှာကြီးလည်းမှတ်မိနေအတန်လေးလည်းနာမည်လည်းမှတ်မိနေရှိုး အော်အဲ့တော့ဒီလိုလုပ်တယ်လေရက်ကွက်ထဲမှာအဲ့လိုကိုနဲ့ရွယ်လူလေးတွေကိုတပတ်တစ်ခါအဲ့လိုမျိုးချင်းချင်းခေါ်ထားလိုက် မခေါ်ပါဘူး အဲ့ကြတော့မျက်နှာစိမ်းတွေအမြဲတမ်းတွေ့ရမှာလေ အဲ့ကြောင့်ညီမအိမ်ကမုတ်တီစားတော့မှာပေါ့ အော်စားပေါ့ကျွေးလိုက်ပေါ့ပြီးတာပဲ မကြွေးပါဘူးညီမသူများအိမ်မှာနေရင်ညီမအိမ်ကိုတကယ်ချင်းတစ်ခါမှမခေါ် ဟာ ညီမတို့အိမ်ကမုတ်တီပဲလိုက်စား ကောင်းလာရဲ့ကိုညံမို့ကြတော့မကျွေးချင်ဘူးနော် မချင်းချင်း ဟောဘယ်လိုပြောမလဲသူရှိကိုစားကိုရှိဖွက်ထားပေါ့ မဖွက်ထားပါဘူးခေါ်မခေါ် နော်ခေါ်မခေါ်တာအနားကြီးရတာတော့ ဘာလို့အဲ့ဒီစွတ်တာ ကိုလာကိုကအဲ့လိုယုံနေဆိုးလို့လေအားကြောင့် အော် အဲ့ပေါ့ယုံနေဆိုးတော့ကွာသိမလားကောင်မလေးတွေကမြင်လို့ရှိရင်ကြောဝါသိမလားအဲ့တော့မကြောအောင်လို့ဆိုဒါလေးစော့ထားရတယ် အဲ့စွတ်တာကြောက်ပြီးမကြောက်လား ဒါကြတော့ကြောက်ရင်မကြောတော့လေဒီမလားစိတ်ဝင်စားသွားတယ်မျက်နှာဖုံးနဲ့မြင်လိုက်တော့အော်ပါလဲညာလဲပေါ့သိရမှာ ဘာလဲ မသိဘူးလေသူတို့ကဟိုလိုပြောမလဲဟိုစသမြင်လာချင်းချင်းတော့အနီရောင်ကြီးနဲ့မျက်နှာဖုံးနဲ့မြင်ရတာပေါ့အဲ့တော့ဓာဘာကြီးလဲဆိုတေချာကြည့်နေကြ အဲ့ဘာလဲ စပိုက်ဒါမန်လေ တည်ရလေ ဟာစပိုက်ဒါမန်ကိုသိရဆိုရင်ဘာကြီးလဲဆိုတော့ဒါဘယ်လိုပြောရမလဲ ဟုတ်ဒါဘာကြီးလဲဆိုပြီးသူတို့အလိုပါဖြစ်တယ်ဆို အော် တော့ အမဒါဘာကြီးလဲဆိုပြီးသူကြည့်နေကြပါ အော်သူစပိုက်ဒါမန်ကြည့် ဒါတော့မပြောတတ်ဘူးလေအဲ့တော့ စပိုက်ဒါမန်တည်လို့ဆို အချို့တွေကလည်းသိတော့သိရပေါ့အချို့တွေကလည်းမသိဘူးလေမြင်သားနဲ့ဒါဘာကြီးလဲဆိုပေးသေးရ အော်ညီမတို့ အင်းပေါ့ညီမလိုပေါ့ကြည့်ရတာမဟုတ် crazy ဖြစ်တဲ့လူဆိုတော့သိမှာကလေးတွေကမုန်းနေပါပဲလူစားမလားလို့ မဟုတ်အဲ့လိုကြီးလည်း crazy ဖြစ်တာကြီးလည်းမဟုတ်ဘယ်လိုပြောရမလဲဟုတ်တယ်မဟုတ်ညီမစကားလုံးရှာမရအဲ့ဘယ်လိုပြောရမလဲအရင်လည်းမကြိုက်ဘူးဒါပေမဲ့ကိုမဟုတ်ဆိုရင်တော့မကြွေးချင်ဘူးဟိုလိုကြီးကမဟုတ်ကိုအရင်ကြိုက်လို့မကြွေးချင်တာမဟုတ်ဘူးတိလားကိုကမလို့မကြွေးချင် အော်ကိုကမလို့မကြည့်နေတာဒီကကက်စီနေတာပေါ့ပြောရမယ်ဆိုရင်တော့ အဲ့ပေါ့ကက်စီနေတာပေါ့ပြောရမယ်ဆို ချွေတာ အော်ချွေတာလားမတူဘူးလားကက်စီနဲ့လည်းချွေတာ ကစင်းနဲ့ဆိုတော့ရှိလက်ရက်နဲ့မကြွေးရပါတိလား အဲ့အတူတူပဲလေညီမလည်းရှိရတာနဲ့မကြွေးဘဲနဲ့ဖွက်ထားတာလေအတူတူပဲလေ ညမဖွက်ထားဘူး အိမ်ကမခေါ်တာလေ အေးရဖွက်ထားမဟုတ်ဘူးအဲ့ကစင်းမနေ အဲ့ဒါလည်းမကြွေးရင်လို့မခေါ်တာပဲလေ ဟိုသူတို့စားမှာဆို ဟုတ်လေညီတူမျှတွေပဲလေညီမတို့မှသူတို့အိမ်ကိုသွားစားစီရပဲလေအဲ့တော့ကိုယ့်အိမ်လည်းခေါ်စားမှာပေါ့ အင်းစားလာမှန်တယ်လေ အဲ့လေသူတို့လည်းညီမအိမ်ကိုလာစားတာလည်းမှန်တယ်လေ မိုင်း ဟာ